အားလုံးပဲမင်္ဂလာပါရှင် MC Model Beauty Channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ဆိုရင်အများအားပြောထားတဲ့အတိုင်းပဲတလမှတစ်ခါလောက်စပင်ဆူစီကိုဆိုးတယ်အဲ့ဒီစပင်ဆူစီထဲမှာစပင်ကိုပျက်စီးသွားနိုင်တဲ့အဆက်ဓာတ်တွေအများကြီးပါတယ်အဲ့ဒါကြောင့်ကိုယ်စပင်ဟာ6ကပြီးပျက်စီးတယ်ဒါပေမဲ့ကိုစီတုံးတလောက်မပျက်စီးဘူးပေါ့နော်ပြီးတော့အများအားလည်းကိုကအပင်မှာတစ်ခါပေါင်းရင်ပေါင်းပြီးမှတရက်တစ်ပတ်လောက်တော့ကောင်းတယ်လို့ဟုတ်ပြီမဲ့အမဲရမကောင်းတော့ဘူးအဲ့တော့ကူဘာလုပ်လဲဆိုရင်ကိုကဒီဟာလေးတွေကိုလုပ်တာဟုတ်တယ်အဲ့တော့ကိုစပင်နာကိုစီးသုံးတလောက်ဘယ်တော့မှမပြတ်စဘူးဒီမှာကောင်းနေတာပဲပြီးတော့တန်မာတယ်ပြီးတော့အတစ်လေးတွေလည်းထွက်လာတယ်ကိုစပင်ကအမဲရန်ကြက်တယ်လေနော်အမဲရန်ကြက်တော့ဒီစီလေးတွေကိုကိုကသုံးရင်တဖြည်းဖြည်းနဲ့ကြက်တာယော့နေတယ်အခုဒီတလအတွင်းဆိုကိုစပင်ကိုချိပြီးကြက်လက်တိမချွတ်တော့ကိုကအရန်ဝမ်းတာတယ်အဲ့ဒါကြောင့်ဒီဟာလေးတွေကိုထိုက်ပါက YouTube မှာအမျိုးမျိုးအများကြီးတွေ့ပြီးမဲ့စီအများကြီးထည့်ထားတဲ့ဟာဟိုပါလဲ heavy အလုပ်တွေကိုမရွေးချယ်ဘူးဘာဖြစ်လို့လဲဆိုတော့စဉ်းစားကြည့်လေကို့မှာအလုပ်အများကြီးရှိတယ်အဲ့ဒီထက်ကကို့စပင်အတွက်နဲ့ဆိုရင်အမဲရန်လိုကြတော့ကိုကအလုပ်အရန်အများကြီးဖြစ်တဲ့ဟာကိုကမလုပ်နိုင်ဘူးအဲ့တော့ကိုကဘာလုပ်လဲဆိုရင်လူတိုင်းလဲလုတ်နိုင်ရမယ့်ဟာဖြစ်ရမယ်ကုန်ကျစရိတ်လဲနဲတဲ့ဟာပြီးတော့မပင်ပန်းပဲနဲ့လွယ်လေးနဲ့အမဲရန်ကိုကလုတ်နိုင်တဲ့ဟာလေးတွေကိုကရွေးချယ်ပြီးလုတ်တာဟုတ်တယ်အဲ့ဒီထဲမှာပါတဲ့အာနီတင်ကတော့အကောင်းဆုံးလဲရမယ့်ဟာတွေအများကြီးရှိတယ်လူကအများကြီးကိုယ်စိတ်ထဲမှာထင်တာဈေးကြီးမှအများကြီးရောမှကောင်းလားလို့ကိုကထင်ကြနော်အမှန်တကယ်တော့အဲ့လိုမဟုတ်ဘူးကိုတဘာဝအမှားလေး3-4မျိုးလောက်ဒါမှမဟုတ်2မျိုးလောက်ရောရင်လဲအရန်အာနီတင်ကောင်းတဲ့ဟာလေးတွေရှိတယ်အဲ့ဒါလေးတွေကိုဒီနေ့အချက်ပြမှာဟုတ်တယ်ကြည့်ပြီးကြပါလို့ဒီကနေတောင်းဆိုချင်ပါတယ်ကိုစပင်ချက်တာလဲပြော့သွားအောင်ချက်ပြီးသားစပင်ကိုလည်းထွက်လာအောင်ပြီးတော့စန်တာလေးတွေလည်းတန်မာပြီးလင်းလက်နေအောင်ဘလူဖျောင်းသွရမလဲဘလူစီမျိုးတွေလွယ်ကူနဲ့ရနိုင်ပါမလဲဆိုတဲ့ဟာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးကိုအဆအဆုံးကြည့်ပြီးကြပါလို့တောင်းဆိုချင်ပါတယ်။အုံးစီဟုတ်ရနော်။အုံးစီကနတ်မကြိုက်ဘူးဆိုရင်တန်လွန်စီသုံးလို့ရတယ်။တန်လွန်စီမသုံးဘူးဆိုရင်ချက်ဆူစီသုံးလို့ရနော်။အဲ့တော့အရာလေးတွေကိုကစတီလ်ဇွန်တဇွန်ကိုထည့်ထားပါခွက်လေးထဲမှာထည့်ထားပါကိုကဒီအလူဝိုင်ဒါကိုတတောက်အလူဝိုင်ဒါကိုတတောက်ကိုဘယ်လိုမျိုးသုံးချင်လဲကိုက mark အနေနဲ့သုံးချင်တယ်ဆိုရင်တော့အရေးခွန်မလှီးပဲနဲ့စက်ထဲမှာထဲမှာလှီးလိုက်ပါစက်ထဲမှာထဲမှာဂျီမအောင်လုပ်ပြီးမှအဲ့ဒီစီလေးနဲ့ရောလိုက်ပါအဲ့ဒီနှစ်ခုပဲနော်ဘာမှရောစရာမလိုဘူးအဲ့ဒါကိုလေကိုကနေ2ရက်တစ်ခါတစ်ပတ်မှာ3ခါမဟုတ်ရင်2ခါအမဲရန်တာကိုလိမ့်တယ်ဆိုရင်တော့ကိုရဲ့စပင်ကြက်တာကိုတော်တော်လေးကိုတက်တာသွားမှာဟုတ်တယ်နော်တန်လွန်စီမဟုတ်ရင်ကြက်ဆူစီကိုသုံးမယ်နော်ဒီ3ခုမှာကိုစတီလ်ဇန်တဇန်လေးကိုခွက်လေးထဲမှာထားပြီးမှကိုကဒီအလူဝိုက်တာတတောင်လေးဆိုရပြီအဲ့ဒီတတောင်လေးစပင်များတဲ့သူစများတယ်လို့ပေါ့နော်ကိုကပြီးတော့အဲ့ဒါလေးကိုဆက်ထဲမှာမှွေလိုက်ခီးဆက်တော့မလို့ဘူးအနှစ်ယူဆက်တော့မလို့ကိုကအဲ့ဒါလေးကိုမှွေပြီးမှအဲ့ဒါအကုန်လုံးရောပြီးမှရေစကားလေးနဲ့စစ်ပေးမှအยีကြတဲ့ဟာလေးကိုအုပ်ခေါင်းဒီနားလေးမှာကိုကတုတ်လင်းရမှာဟုတ်တယ်နော်ကိုအုပ်ခေါင်းဒီနားလေးမှာတုတ်လင်းမယ်အဲ့လိုလေးတုတ်လင်းမယ်အကုန်လုံးတုတ်လင်းမယ်ကိုကကောင်းမလျှော်ခင်တနာရီထားမလား3နာရီထားမလား9နာအနည်းဆုံးတော့တနာရီထားနော်အနည်းဆုံးတနာရီထား
တနာရီအချိန်မရှိဘူးဆိုရင်45 minute ကိုထားပြီးတော့ဒီဥယျာဉ်ပြလီအဲ့ဒါစကားလေးနဲ့ကိုကအဝတ်ပေါ်မှာဒီလိုထဲပြီးမှအဲ့လိုမြှစ်ပြီးမှအရေလေးကိုတောက်ကြတဲ့ဟာကိုအုံးစီတစွန်းနဲ့ရောလိုက်ပါနော်အဲ့ဒီအုံးစီတစွန်းနဲ့ရောပြီးမှကိုကအဲ့ဒီအုံးစီထဲမှာဝက်ကွန်းလေးကိုထည့်ထဲမှဒီလိုလုပ်အကုန်လုံးကိုအဲ့လိုလုပ်လိုက်အဲ့လိုပြီးလုပ်ပြီးမှကိုကအဲ့ဒီထဲမှာမဆက်လုပ်လိုက်မဆက်ကတော့ကိုကဘယ်နှမိနစ်လုပ်ချင်လဲ10မိနစ်လုပ်မလား2မိနစ်လုပ်မလား10မိနစ်ပါတော့ရန်နေတယ်နော်3မိနစ်ကနေ5မိနစ်ကိုလုပ်လိုက်အကုန်လုံးမဆက်အဲ့ဒါလုပ်ပြီးမှအနည်းဆုံး45မိနစ်ထား45မိနစ်ထားမလား1နာရီထားမလား2နာရီထားမလား3နာရီထားမလားဒါတဘာဝဆိုတော့ကိုအားရင်အားတယ်လို့ထားလို့ရနော်ဒါမဲ့အနည်းဆုံးတော့45 minute တော့မထားဘဲနဲ့မနေနဲ့စီအာနီတင်အထဲမှာအကုန်လုံးမဝယ်မှာဆိုလို့အဲ့လိုကောင်းလေးမှာဆက်ပါကောင်းလေးမှာဆက်ပြီးမှအဲ့ဒီတိုင်းပဲထားမှကောင်းလျှော်လိုက်ကောင်းအဖတ်ကိုအဲ့ဒီဖတ်ကိုစီအနည်းငယ်နဲ့ပြန်ရောလိုက်စီ still zone တ zone ထဲမလားကိုစပင်နာဘလောက်များလဲအဲ့ဒီဟာကိုအကုန်လုံးဒီနားမှာတက်ချမှစပင်ပေါင်းတယ်လို့မျိုးပေါ့နော်စပင်ပေါင်းတယ်လို့မျိုးပေါင်းလိုက်အဲ့ဒါနဲ့အတူတူဒီလိုပလတ်စတစ်နဲ့လားအုပ်ထားလိုက်45 minute လောက်45 minute ကိုအုပ်ထားမနော်အဲ့ဒါအုပ်ထားပြီးမှအဲ့လိုတာလုပ်တယ်ဆိုရင်စပင်လက်ထွက်လာမယ်စပင်လက်လေးလက်ပြီးတန်မာလာမယ်ပြီးတော့ကောင်းလျှော်တဲ့ချိန်ကျရင်နှစ်ကူကောင်းလျှော်တဲ့အတိုင်းပဲလျှော်နှစ်ခါစော်တက်တဲ့သူကနှစ်ခါလျှော်တစ်ခါလျှော်တက်တဲ့သူကတစ်ခါလျှော်ဒီဟာသုံးလို့ထွေးထူပြီးခေါင်းလျှော်ကြီးအများကြီးထည့်တာတော့ဘာလို့မလို့ဘူးကိုကောင်းလျှော်နေကြထက်နည်းနည်းလေးတော့ပူထည့်ရင်လည်းထည့်လိုက်ပေါ့နော်အဲ့ဒါပြီးမှ conditioner သုံးမလားပြီးတော့ပေါင်းစီကိုသုံးနေကြရှိတယ်ဆိုရင်အဲ့ဒါလေးကိုသုံးလိုက်အဲ့လိုမျိုးတာကိုအမေရာလုပ်တယ်ဆိုရင်ဒီစန်တာပျက်စီးအတွက်လည်းဖျောင်းသွင်းပေးတာဖြစ်ရမယ်ပြီးတော့ဒီဟာဆိုရင်လည်းကိုကစပင်ကိုလေးထွက်လာပြီးမှဒီဥယီပြရဲ့အကျော်မတန်မာတဲ့ဟာလေးတွေကိုလည်းလေတန်မာမယ်ပြီးတော့ဘောက်သွားမှာဟုတ်တယ်နော်အဲ့တော့ဒီဟာကတစ်ချက်ခုတ်နှစ်ချက်ပြက်လိုမျိုးပုံစံဖြစ်တယ်အရန်ကိုထိရောက်မှုရှိတယ်ဒါမဲ့တစ်ခါကြရင်တော့အရန်ပင်ပန်းလို့ကိုကဒီဟာအခုနဲ့ဒီဟာဖျောင်းသွင်းတယ်လို့မျိုးမသွင်းချင်ဘူးဆိုရင်ဒီအရီလေးကိုကအရီလိမ့်တဲ့ဟာလေးကိုကျန်တဲ့ဟာလေးတွေကိုဒီလိုတက်ချလိုက်ပါအဲ့ဒါဆိုလည်းရတာပဲစပင်ဒီနာကအကျော်လေးတွေကိုပြန်လဲတမ်းမာမယ်စပင်ချက်ပြီးသားစပင်လေးတွေကိုထွက်လာမယ်ချက်တဲ့စပင်ကိုလည်းဒီဖြစ်စီဟာကိုကတဲ့ရဆိုရင်တော့တဖြည်းဖြည်းနဲ့ပေါ့နော်ပျောက်သွားမယ်ပြီးတော့ကိုယ့်ရဲ့ဆန္ဒတွေကိုလည်းကိုကပေါင်းစည်းတလားတစ်ခါလောက်ဆိုင်မှာတော့ပေါင်းတဲ့ဟာထက်အဲ့ဒါတပတ်3ခါ2ခါလောက်တာကိုကအမေရန်လုပ်တယ်ဆိုဘာမှလုပ်ဆရာမလို့ဘူးတကယ်လင်းလက်တဲ့စပင်တမ်းမာတဲ့စပင်တကယ်ရမနော်ကျမဒီဟာလေးကိုအရန်ကြိုက်တယ်ပြီးတော့တဘာဝလည်းကြတယ်ပြီးတော့ကုန်ကျက်စိတ်လည်းဘာမှမရှိဘူးအဲ့ဒီထဲမှာကိုကကြက်ဥထည့်ချင်တဲ့သူဒီနာပေါင်းတဲ့ဟာဆိုရင်ကြက်ဥအကာလေးကိုကိုကထည့်လို့ရနော်ဒီနာပေါင်းတဲ့ဟာဟိုအလိုဗိုင်ရာအခုနဲ့ကြက်ဥနဲ့ခလောက်လိုက်ကျုံနဲ့ခလောက်ပြီးမှအဲ့ဒါထည့်လိုက်အရန်ကိုကောင်းတာဟုတ်တယ်။မှာတပတ်တစ်ခါအလှပနဲ့ပတ်သက်ပြီးတော့ဟိုစပင်မြက်ခုံမြက်လုံး make up anti aging တကူလုံး body ဘလို့ကိုယ် take care ရမယ်။ကျမရဲ့အတွက်လည်းကောင်းရမယ်ပြီးတော့အလှပအတွက်လည်းထိရောက်မှုရှိရမယ်ဟာလေးတွေကိုအမဲရန်တင်ဆက်ပေးသွားမှာဖြစ်။ကိုမိတ်ဆွေရဲ့အတွက်အကျိုးရှိမယ်ဆိုရင် like share subscribe မမေ့နဲ့နော် See you next time. Bye bye. God bless you all. Love you all. See you on next video. Bye bye.